မနန္ဒဝိပဿနာရိပ်သာတိဆောက်ဖို့ရန်တရားပြီးဝိညာဉ်ရှိပြေးကပေါင်းပြီးတော့လူတန်းပေးကြတော့လူရှင်များမှာဒေါခင်မာကြီးမိသားစုမှာ9000ကျပ်ကိုအောင်သူထွန်းမတ်သက်ဝေမိသားစုမူဆယ်မျိုးမှ9000ကျပ်ဒေါ်တင်အေးမိသားစုမှ3သိန်းကျပ်ပြင်မနာမျိုးနေဥစိန်မြင့်မှတဝရခဏချုံချင်းသွားတော်မိခင်ကြီးဒေါ်မြင့်မြင့်ရည်သူကြီးမှန်၍3သိန်းကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကျောင်းဆက်ပြသောကသုဘေးသို့အန္တရာယ်မျိုးကင်းစင်လွင့်ပြောက်ပြီးဤဝဤခန္ဓာနှင့်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံချင်းရဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ပါစေထိုမှတပံတဘောရခဏချုံချင်းသွားရှာဖြစ်သောတွင်မြင့်သည်ဒီကနေ့အခါသမယ၌မသိမတဲ့နှလုံးသွင်းမိညာအပ်ယနေ့ယခုပြုလို့အားထုတ်ခဲ့သောကုသိုလ်ကောင်းမှုတို့အားကြားသိ၍တာတို့ခေါ်နိုင်၍တော်၎င်းအမှတ်မထားတဘာမှသောတန်ခါတော်ရှင်သူမြတ်အပေါင်းတို့ရှင်မိတ်သင်္ခအပေါင်းတို့ပေးပို့အပ်သောကုသိုလ်ကောင်းမှုအားအမြတ်ရတာတို့ခေါ်နိုင်၍တော်၎င်းမိမိပြုလို့အားထုတ်ခဲ့ဘူးသောကုသိုလ်ကောင်းမှုတို့အားအမြတ်ရ၍ကြားသိ၍တာတို့ခေါ်နိုင်၍တော်၎င်းဤကုသိုလ်အားတာတို့ခေါ်ပြီးမြင့်မြတ်သောဘုံဘဝဘုံဌာနတည်သို့ရောက်ရှိပါစေဟုဆုတောင်းသမှုအာယုံပြု၍ဤကုသိုလ်အားအလုံးတာတို့ခေါ်နိုင်ပါစေအဲ့တော့နှိမ့်ဆက်ချက်ကိုအမှန်မသိရင်နောက်တစ်ပတ်နှိမ့်ဆက်ခံရအောင်မယ်ဘယ်သူကနှိမ့်ဆက်ထားလဲလို့မင်းရင်ဒုက္ခတပိလနထောဒုက္ခတသင်္ကတတောဒုက္ခတတန္တာပတ်ထောဒုက္ခတဝိပရိနာမထောခန္ဓာ၅ပါးသည်နှိမ့်ဆက်တတ်တဲ့သဘောတရားနှိမ့်ဆက်တဲ့ယံသူပဲအချင်းချုံတော့ယုတ်နဲ့နံယုတ်ကလည်းနံကိုနှိမ့်ဆက်တယ်နံကလည်းယုတ်ကိုနှိမ့်ဆက်တယ်ယုတ်ကလည်းနံကိုကျေစုပြုတယ်နံကလည်းယုတ်ကိုကျေစုပြုတယ်သို့တော့အဲ့ဒါကတော့အခိုက်အတန့်ပဲနှိမ့်ဆက်တာကတော့တေးကြတယ်ယုတ်ကနှိမ့်ဆက်လို့နံကခြားကြလဲအောင်ကိလေသာတော်ထဲမှာဝေ့လဲနေတာလည်းရှိတယ်အဲ့ဒါကတော့ကျမ်းမာရေးမကောင်းတဲ့အခါမှာယုတ်ကကျမ်းမာရေးဖောက်ပြန်တဲ့အခါမှာနံကအဲ့ဒါတွေကိုတွေးပြီးတော့စိတ်ဆင်းရဲတောကပရိဒီဝါဖြစ်နေတာကယုတ်ကနံကိုနှိမ့်ဆက်တာနံကနေတဖန်ယုတ်ကိုနှိမ့်ဆက်ထားကြတော့ကိုမြင်နေတာကိုလိုချင်တာကိုရကျင်တာမရတာမအောင်မြင်တာဒီစိတ်ညစ်စိတ်ဆင်းရဲယုတ်ကထိုင်းမှိုင်းတွေးဝေပြီးတော့မလုတ်ချင်မကန်ရင်အောင်ဖြစ်သွားတာဒီနံကယုတ်ကိုပြန်နှိမ့်ဆက်တာဘယ်သူကပဲနှိမ့်ဆက်တာကိုအမှန်မသိရင်အပေချတယ်နှိမ့်ဆက်တာကိုအမှန်မသိရင်နောက်တဖန်လူဘဝရဖို့မလွယ်ဘူးနှိမ့်ဆက်တယ်ဆိုတာကိုအမှန်မသိရင်နောက်တဖန်သာသနာတွင်နဲ့တွေ့ဖို့သာသနာတွင်တရားကိုနာဖို့မဖြစ်နိုင်တော့ဘာလို့လဲလို့မေးရင်အပြန်အလှန်နှိမ့်ဆက်နေလို့ဟုတ်ပြီဒါဆိုရင်ကျမ်းမာရေးကောင်းပြီးတော့ငယ်ရွယ်နေတဲ့အချိန်မှာဘယ်သူကနှိမ့်ဆက်လဲလို့မေးရင်နံဆိုတဲ့ကိလေသာကနှိမ့်ဆက်တယ်ငယ်ရွယ်သူတွေမှာဘယ်သူကနှိမ့်ဆက်လဲလို့မေးရင်ကိလေသာကနှိမ့်ဆက်တယ်အသက်အရွယ်ကြီးရင်လာတဲ့အခါယောဂထူထပ်တဲ့အခါဘယ်သူကနှိမ့်ဆက်လဲလို့မေးရင်ယုတ်ကနှိမ့်ဆက်တယ်ယုတ်ကနှိမ့်ဆက်လို့နံကနှိမ့်ဆက်မှမသိတိုင်းမှာနှိမ့်ဆက်တယ်လို့နှိမ့်ဆက်မှမသိတိုင်းမှာအမြဲတမ်းကိလေသာဖြစ်တယ်ကိလေသာဖြစ်တိုင်းမှာနောက်တပံနှိမ့်ဆက်ခံရဖို့နှိမ့်ဆက်တတ်တဲ့သဘောတရားနဲ့အမြဲတမ်းရှင်တွဲနေရတာဒီနှိမ့်ဆက်မှန်